ဒါဟောဆက်ပြင်လာအပ်ထားတဲ့အကိုဥစားပါသူကဒီဟာက DH လိုမျိုးမီလင်းနဲ့အတန်းနဲ့ DH လောက်ကျဲတယ်ဒါပေမဲ့သူကအလုပ်လုပ်တဲ့ပုံစံမျိုး SG လိုမျိုးပဲသူကခလုတ်နေလို့ရှင်သူမီလင်းနဲ့ခလုတ်ကဒီတစ်ခုပဲလုပ်တာနော်ဒီဘေးခလုတ်တွေကနှစ်ခုစလုံးအလုပ်မလုပ်ဘူးသူကအလှပဲတတ်ထားတာအလှပဲတတ်ထားခုကျွန်တော်ဒီကောက်နေလဲမှာခလုတ်တွေအကုန်လုံးကကျတော့အဲ့ဒီခလုတ်ဒီပေါ်ခလုတ်တစ်ခုနဲ့ပဲအလုပ်လုပ်ရတာပေါ့နော်ဒီဘေးထိတ်ကခလုတ်တီးတီးနှစ်ခုအလုပ်မလုပ်ဘူးသူကခလုတ်ကအလှပဲတတ်ထားတာပေါ့နော်သူ SG နဲ့အတူတူပဲဒီမှာဒါ SG ဒီက SG လိုမျိုးပဲသူကမီလင်းနာနဲ့အတန်း DX လိုမျိုးကျေတာတစ်ခုပဲဒါအလုပ်လုပ်တဲ့ပုံစံတော့ဒီခလုတ်တစ်ခုနဲ့လုပ်တာဆိုတော့ SG အလုပ်လုပ်တာနဲ့အတူတူပဲသူကကျွန်တော်လည်းအခုမှမြင်ဘူးလားအဲ့တော့သူကဒီနောက်ဖက်မှာသူက reset ခလုတ်မပေါတော့မှ reset ခလုတ်နေရာလေးအပေါက်လေးတော့ဖောက်ပေးထားတယ် reset ခလုတ်နေရာအပေါက်လေးတော့ပါတယ်ဒါပေမဲ့ socket ကိုလမ်းကြည့်လိုက်တော့မှsocket ပေါ်မှာsocket ကိုလမ်းကြည့်လိုက်တော့မှ socket ပေါ်မှာ reset နေတဲ့ခလုတ်လေးမပါဘူးတိလားတော့မပုံမပါဘူးမိရတဲ့တိတ်မလင်းတော့နော် reset နေရာမှာအပေါက်လေးပဲပါတယ် reset ခလုတ်နေမဲ့ socket ပေါ်မှာနေအထိုင်မှာဦးမပါတာပြီးလို့ရှိရင်သူကဒီထိတ်လေးခလုတ်တစ်ခုပေါ့အဲ့ခလုတ်တစ်ခုကလည်းတတ်ထားတာအလှပဲဒီမှာတော့ပါမလားလို့ပေါ့နော်ပါမလားဒီဘက်ကျွန်တော်ဒီကောင်နဲ့ဒါနဲ့အတူတူပဲဒါနဲ့အတူတူပဲနော်ကျွန်တော်ဒီကောင်ဖွင့်ထားတာနောက်ဖုံးဖွင့်တာညောပြမယ်ကျွန်တော်နောက်ဖုံးဖွင့်ထားဒီကောင်နဲ့ဒါသူက socket ညတဲ့ဒီမှာဒီဘေးခလုတ်တစ်ခုလေးနော်ဖွင့်လိုက်မယ်ဟုတ်တယ်လားဒီဘေးခလုတ်လေးတစ်ခုနေလဲလို့ရှိရင်ဒီ socket ပေါ်မှာသူကခလုတ်လာနေရမှာလေဒီ socket ပေါ်မှာလုံးဝခလုတ်မပါဘူးသူကအလှပဲတတ်ထားတာဒီဘေးခလုတ်နှစ်ခုကအလှပဲတတ်ထားတာဒီထိတ်ခလုတ်နှစ်ခုပေါ့နော်ဒီလိုဘေးထိတ်ခလုတ်နှစ်ခုအလှပဲတတ်ထားတာသူကခလုတ်နေလေဘာတမ်းမှမထွက်ဘူးသူကအတိက main ခလုတ်ကသူကရှေ့ကခလုတ်တစ်ခုနဲ့ပဲသူကလုပ်တာအဲ့ဒါကျွန်တော်ဒီနဲ့ရှင်းပြမယ်ဒါဒီဆိုနော်ဒီဆိုလို့ရှိရင်ခုန reset ပေါက်နေမှာဆိုဒီမှာ reset ခလုတ်လေးပါတာ socket ပေါ်မှာပါတာ socket အထိုင်ချင်းနဲ့မတူဘူးဒါဒီဘက်ကအခု DX မကြ SC မကြပုံစံမျိုးပေါ့နော်လုံးဝ reset ခလုတ်နေတဲ့ညမှာမပါဘူးဒီဘေးကခလုတ်နှစ်ခုကလည်းအလှပဲတက်ထားတာဒီကောင်ကျတော့ဘေးကခလုတ်နှစ်ခုကအလုပ်လုပ်တယ်ဒီကောင်လေးဖြုတ်ပြမယ်နော်ဒီခလုတ်ကကျတော့သူကအဲ့ဘေးကခလုတ်နှစ်ခုနေလိုက်မယ်ဆိုရင်သူကခလုတ်လက်ဓာတ်လေးကိုလာတွန်းမှာဒီကောင်လေးကိုလာတွန်းမှာအဲ့ဒါဒီဘေးကခလုတ်နှစ်ခုကအလုပ်လုပ်တယ်သူကဒီခလုတ်ဘေးခလုတ်နှစ်ခုကလေနေလိုက်လို့ရှိရင်ဒီကောင်လေးကိုသူကလာတွန်းမှာလာတွန်းမှာလုပ်လို့မှာဒီကောင်ကကျတော့တွန်းဆက်ခလုတ်မရှိဘူးဒီမှာအလှပဲနေလိုက်ဒီလိုရှော့ပဲသူတို့တွန်းမှာဒီခလုတ်နှစ်ခုကအလှပဲခုန DH မကြ SC မကြပါနော် SC မကြဟာကျတော့အဲ့ကောင်လေးကိုတစ်ချက်ရိုက်ပြထားတာနော်ဒီတော့မကောဒီရတဲ့တိတ်မလင်းဘူး